Hello အားလုံးမင်္ဂလာပါကျွန်တော် Solina စမကျူးဆိုပါတယ်ကျွန်တော်အခုဒီပြမယ့်ကျူးတွေကတော့ဒီ Sony Vega Pro တွေကိုဖူးပါစင်းဖြစ်အောင်လုပ်တဲ့နည်းပေါ့နော်တချို့အဲ့ဒါတွေကဥပမာကျွန်တော်တို့ဒီအခုသုံးနေတဲ့ software အများစုတွေကကျွန်တော်တို့ကဒီ trial version တွေကိုကျွန်တော်တို့ဝယ်သုံးရတာဟုတ်အဲ့ဒါဆိုတော့အဲ့ trial version တွေကိုကျွန်တော်တို့ဒီတကယ်ဟောစားဖို့ဖူးပါစင်းဖြစ်အောင်လုပ်ချင်တဲ့အခါကျရင်ကျွန်တော်တို့ဒီ crack file ချိုးပြီးတော့အဲ့ဒါလုပ်နေတော့ကောင်းနောက်ပြီးတော့ကျွန်တော်တို့ဒီကီးချင်းအသုံးပြုပြီးတော့လည်းပဲ activation activate လုပ်နည်းကိုဒါဖူးပါစင်းဖြစ်အောင်လုပ်တာတော့ကောင်းဒါနည်းမျိုးစုံနဲ့ကျွန်တော်တို့ဒါပြုလုပ်ကြရပါတယ်။အဲလိုဆိုတော့ကျွန်တော်တို့ဒီအခု Sony Vega Pro မှာတချို့ကတော့နည်းစနစ်မသိတဲ့ပုံပုံများအတွက်ကတော့ဒါနည်းနည်းလေးအခက်အခဲရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီတင်ပြခြင်းဖြစ်ပါတယ်။ကဲဒါဆိုတော့ကျွန်တော်တို့ဒီ Sony Vega ကျွန်တော်ကတော့ဒီကျွန်တော် set ထဲမှာသုံးလာတာက 64-bit Windows 8 ဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်ကျွန်တော်လည်းဒီအခု Sony Vega Pro ကလည်းပဲကျွန်တော်တို့ဒီ 64-bit နဲ့ပဲတင်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီ 64-bit Sony ဒါကျွန်တော်တို့ဒီမှာ desktop ပေါ်မှာတင်ထားပါတယ်ဒါတော့သူ့ရဲ့ program ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီ Sony 64-bit ဒီ Pro Set 3မှာ keygen အတွက်ဒီ folder ကိုလည်းကျွန်တော်ဒီမှာတင်ထားပါတယ်ဆိုတော့ကျွန်တော်တို့ဒီဘာပဲပြောဒီဖူအားစင်းဖြစ်အောင်လုပ်နိုင်တဲ့ဒီ keygen တွေဟာကျွန်တော်တို့ဒီ search engine internet ပေါ်မှာစာတဲ့အခါကျတခါတလေမှာ image အချိန်ပေးရသည့်အတွက်ကြောင့်ဒါကြောင့်မလို့အဲ့ဒါငါညီတို့အနေနဲ့ဒီ keygen တွေကိုအဲ့ဒါကိုကိုကစနစ်တကျသိမ်းထားဖို့ကျွန်တော်လည်းအဲ့ဒါကိုဟောစားဖို့လိုအပ်ပါတယ်တချို့ကျတော့အဲ့ဒါတွေကသေချာမသိမ်းထားတဲ့အခါကျတော့ပြက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာနောက်တစ်ခါပြန်စာရတဲ့အခါကျအမတန်အချိန်ပေးရတယ်နော်အဲ့ဒါထားလိုက်ပါတော့ကျွန်တော်ကအခုဒါဒီ Sony Vega Pro Set 3တော့စနစ်မှာကျွန်တော်လက်ရှိသုံးတာကစနစ်ဖြစ်ပါတယ်ကျွန်တော်ဒီ Set 3ဟာဒါ download တာမကြာခင်ဟောစားမကြာသေးသည့်အတွက်ကြောင့်ဒီ Set 3နဲ့ကျွန်တော်တို့ဒါပြသွားမှာနော်ကဲအဲ့ဒါကြည့်ကြပါအခုကဲSony Vega Pro Set 3ကို install မောင်းမယ် double click ပေးလိုက်ပါဒီ EAC icon ပေါ့နော်အဲ့ဒါပြီးဆိုလို့ရှိရင်ကျွန်တော် yes ကိုပေးပါနောက်ပြီးတော့ next ကိုကျွန်တော်တို့ဆက်ပြီးတော့နိုင်ပါနောက်ပြီးတော့ဒီ box ပေါ်လာတဲ့ထိုးစံအတိုင်းကျွန်တော်တို့ဒီ print PC ကိုခေါ်တဲ့ license term ပေါ့နော်ကျွန်တော်တို့ agree လုပ်ပေးရပါမယ် agree မှနောက်ပြီးတော့ next ကိုဆက်နိုင်ပါနောက်ပြီးတော့ပြီးတဲ့အခါကျရင်ဒါမှကျွန်တော်တို့တွေ့ရမှာကဒီဥစ္စာဟိုဒါဒီဥစ္စာတွေအသေးချာမှတ်ထားပါဒါပါခေါ်တယ်ဆိုလို့ရှိရင် destination folder ကိုလည်းခေါ်ရတယ်ကျွန်တော်ဒီ software မောင်းလိုက်မယ်ဆိုလို့ရှိရင်ဒီထဲကိုရောက်နေရမယ်เนาะ C program file Sony Vega Pro အဲ့မှာရောက်မယ်တနည်းအားဖြင့်လည်းဒါ directory လို့လည်းခေါ်တယ်တနည်းအားဖြင့်လည်း path လို့ခေါ်တယ်အဲ့ဒါတွေကကျွန်တော်တစ်ခါလေးဒီ path လို့ဒီ directory လို့ destination folder လို့ပြောလိုက်ရင်တချို့အခြေခံသမားတွေကတချို့အဲ့ဒါမသိသေးဘူးအဲ့ဒါကိုလည်းသိအောင်လုပ်ထားကြပါเนาะကဲဒါဆိုတော့ကျွန်တော်ဒါဟိုဒီ software ဒီထဲမှာရောက်မယ်သိပြီဆိုလို့ရှိရင်လည်းပဲဒီ software ဟာမောင်းလိုက်တာနဲ့ဒီ desktop ပေါ်ကိုရောက်စီလာဖို့အတွက်ကျွန်တော်တို့ဒီ create shortcut on desktop ဆိုတာเนาะအဲ့ဒါကျွန်တော်တို့ဒါကို click ချလိုက်ပါနောက်ပြီးတော့ install ကိုဆက်နေမယ်ပြန်ခဏစောက်ပါเนาะသိမကြပါဘူးသူကတော့ကျွန်တော်တို့ဒီ3မိနစ်နဲ့တော့ပြီးသွားနိုင်ပါတယ်ကျွန်တော်တို့ဒီဖူးပါစင်းဖြစ်အောင်လုပ်တဲ့နေရာမှာခုနပြောခဲ့တဲ့အတိုင်းပဲနံပါတ်1ရတာ crack file နဲ့အသုံးပြုတာလည်းရှိမယ်နောက်နံပါတ်2ကျွန်တော်တို့ဒီဟောစာကီးချမ်းအသုံးပြုပြီးတော့အဲ့ဒီဖုန်းကနေမှတစ်ဆင့် activate ပြုလုပ်တဲ့နည်းလည်းရှိမယ်เนาะအဲ့ဒီ activate လုပ်တဲ့နေရာမှာ serial number လို့လိုအပ်မယ်နောက်ပြီးတော့တခါတလေ installation code လို့လိုအပ်မယ်တခါတလေ activation code လို့လိုအပ်မယ်ဒါအဆင့်ဆင့်ကျွန်တော်တို့ဒီကီးချမ်းကနေအသုံးပြုရမှာပါကျွန်တော်တို့ဒီအခုဒီ Vega Pro Set 3မှာတော့အလုပ်နည်းလေးဒါကျွန်တော်တို့ဆက်ပြီးတော့ကြည့်ပါတော့ပြီးသွားပါပြီအဲ့ဒါပြီးတဲ့အခါကျရင် finish နေလိုက်ပါအဲ့ finish ဆိုပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ activate မပြုလုပ်ခင်မှာဒီ internet connection ရှိတဲ့ပုံပုံများတယ်ဒီ internet connection ပိတ်ထားဖို့လိုအပ်ပါတယ်ဒါကျွန်တော်တို့ဒီခိုးသုံးတဲ့ software မှန်သမျှတော့ဒီတိုင်းပဲကျွန်တော်တို့ဒါ internet connection ကိုဖွင့်ထားမယ်ဆိုရင်တော့ဒါပြဿနာရှိပြီးသားပေါ့နော်ဘယ်လိုမှလုပ်လို့အဆင်မပြေပါဘူးအဲ့ဒါ Sony Vega Pro Set 3 keygen ကိုကျွန်တော်တို့ဖွင့်မယ်ဖွင့်လိုက်တဲ့အခါကျနောက်ပြီးတော့စဉ်းစားပြီးတော့ဖွင့်ပါဖွင့်လိုက်တဲ့အခါကျဒီမှာ folder တွေအများကြီးဘယ်လိုပဲအများနေစေကကျွန်တော်တို့ keygen ကို right click ကျွန်တော်တို့ run as administrator နဲ့ကျွန်တော်တို့ဒါအသုံးပြုရမှာပါရိုးရိုးနဲ့အဆင်မပြေပါဘူးဒါ right click ထောက်မယ် run as administrator ဆိုတာကိုနှိပ်ပါဟိုဒါပြီး yes ကိုပေးပါအဲ့ဒါပေါ်လာပါပြီဒီ keygen ဆိုတော့ကျွန်တော်တို့ဒီမှာရေးထားတဲ့သူ့ရဲ့ product name ရမဟုတ်ပါဘူးအဲ့ဒါ product name ကျွန်တော်တို့ပြင်ရမယ်ဒီလိုကိုစပါဒီမှာကြည့်ပါ product လိုက်စမယ်မာမီတာ set တော့64 bit เนาะ
ဆက်သောဒီနောက်ပိုင်းတွေကစနေဆက်သောမှာတော့ YouTube ပြေတော့မတွေ့ရတော့ပါဘူး YouTube ပေါ်ပြေတွေ့ရကြနော် YouTube ပေါ်ပြေနေရပါပြီကဲပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီ Generate ကိုကျွန်တော်တို့ဒီ serial number နဲ့ activation code ကျွန်တော်တို့ထပ်ပြီးအဲ့ဒါထုတ်ရမယ်ကြာနော်အဲ့ဒါနှိပ်ပါအောင်ရလေးနှိပ်ထားလိုက်ပါနော်ကဲအဲ့လောက်ဆိုရင်တိုင်ရပါပြီအဲ့လိုနှိပ်ထားပြီးဆိုလို့ရှိရင်နောက်ကျွန်တော်တို့ထပ်လုပ်ရမယ်အဆင့်တစ်ဆင့်မှာဒီ page file ကျွန်တော်တို့မှန်အောင်လုပ်ဖို့လိုပါတယ်အဲ့ဒီ page file ကိုသူကဒါမှန်အောင်လုပ်တတ်တဲ့အခါကျတော့အဲ့ဒါတွေပဲပြဿနာရရင်ကြာနော်အဲ့ဒါကိုဖြစ်ပါကဲ page file နှိပ်လိုက်ပါပြီအဲ့နှိပ်လိုက်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒါဟိုသူ့ရဲ့ destination folder ကိုစာရွက်မှာပြီးပြီးကြအောင်ဒီမှာ C ကနော်အဲ့ဒီ C နောက်ပြီးတော့ program file နော်အဆင့်ဆင့်တော့ဖွင့်ပါဒီလိုဒီလိုပြောပါအဲ့ဒါပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီ Sony ကိုစာမယ်ဒါလည်းကကြဒီမှာ7နှစ်ကြာနော်ဒီမှာ7ပုံကိုယူရမယ်7ပုံယူလိုက်ပြီးရင် OK ကိုပြင်မယ်ပြီးတော့ဒီကောင်လည်းဒီတိုင်းပဲထားခဲ့လိုက်ပါဒီဥမှာကျွန်တော်တို့ဒီ desktop မှာထားတဲ့ folder ပါနော်ဒီ folder ဒီတိုင်းပဲထားခဲ့ပါအဲ့ဒါပြီးတော့ OK ဒါကြည့်ကြည့်နော်ကျွန်တော်ခုနလုပ်ခဲ့တဲ့ C program မှာ Sony 7ပုံနော်အဲ့ဒါရေးတယ်ဒီလိုပေါ်လာတယ်အဲ့ပေါ်လာတဲ့ဒီကောင်လည်းဘာမှမရေးနေတိုင်းပဲထားပါနော်ဒီဘာဖြစ်လဲဆိုရင်ဒီ desktop ပေါ်က folder ပဲဒီ folder အဲ့ဒါပြီးတော့ OK နိုင်မယ်ဒါ page file အဲ့ဒါလောက်တာဒါကြည့်ကြပြုလို့လို့ဒီနည်းကတော့ဒီတစ်ခုကလည်းတစ်ခုကမကြည့်ကြတဲ့ခါကျခုနေ့ဒီနေ့နဲ့ကြမမှန်တော့မှန်တဲ့ခါကျတော့ page မအောင်နေတော့ကြာနော်ကဲ OK ဟောရောက်လာပြီဒီ page file ကိုဒီခုကလွဲတာတွေအများကြီးရှိတယ်နော်အဲ့ဒီလွဲတာနဲ့ဒီမအောင်နေတော့တာအဲ့ဒါတွေလည်းသိတဲ့ခါတယ်ကဲတော့ဒီကနော် the file has been patched successfully အောင်မြင်လာပါပြီအောင်ယူပြီးတဲ့အခါကျတော့ကျွန်တော်နောက်ကမလုပ်ရမလဲဆိုလို့ရှိရင်ဒီကောင်ခဏလေးကျွန်တော်ဥစ္စာလုပ်မယ်ဒီကောင်ပိတ်ထားလိုက် software ဖွင့်မယ်နော်ဒီမှာ software ရနော်အဲ့ဒါဖွင့်လိုက်ပါဖွင့်လိုက်ပြီးဆိုကျွန်တော်တို့အဲ့ဒါကိုနေဆိုတော့သွားပါ yes ဆိုပြီးပါဒါကို serial number တောင်းတယ်ဒီ serial number ကို copy select ပြီးတော့ copy ပြီးပါ control C နော်အဲ့ဒါပြီးတဲ့အခါကျရင်ဒီမှာ space ချပါ control V နော်အဲ့ဒါပြီးတာပဲ next ကို set သွားပါဒီမှာနော်ဟုတ်ပါပြီအဲ့ဒါပေါ်လဲ I would like to ပြောရနော် register online ကျွန်တော်တို့မတင်ပါဘူးနော်အဲ့ဒါဘယ်မှာတင်လဲဆိုရင် register from another computer အဲ့ဒါကိုအမှန်ဖြစ်ပါပြီးတဲ့အခါကျရင် next ကို set သွားပါနောက်ပြီးတော့အဲ့ဒါကိုလည်းဘာမှမလိုအပ်ပါဘူး next ဆိုရဲစနစ်ပါပြီးတဲ့အခါကျရင်ဒီမှာ pound ဖြစ်တာပြီးသားဖြစ်ပါနော်အဲဒီ pound ဖြစ်တဲ့အခါကျရင်အကျေဒီထဲမှာအကျေဘာမှဖြစ်ထားဖို့ဆိုလို့ရှိရင်အဲ့ဒါကိုလုပ်တဲ့ပုံစံများအနေနဲ့ဒီကောင်ကို last name first name ဖြစ်ပါ email ကိုထည့်ပါဒီအခုအမှ email ကိုစီဒီများ email ကိုတောင်းယူပါဒီနေရာမှာတော့ကျွန်တော်တို့ဒီ country region မှာတော့ကျွန်တော်အနေနဲ့ကတော့ဒီ list မှာတော့ Thailand ပဲပေးပါတယ် Thailand ပေးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကျတော့ဒီဟာကားတွေမှာပြဿနာရှိတယ်ဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့အသုံးပြုတဲ့ software တွေနဲ့မှာဘာဖြစ်လဲဆိုလို့ရှိရင်ဒီဟောဥစ္စာပေါ့ company ရဲ့ set တွေမှုမရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒါတွေပြဿနာရှိနေတယ်အဲဒါကြောင့်မလို့ Thailand ပဲယူမယ်နောက်ပြီးတော့ကျွန်တော် address မှာခုထည့်ပါတော့ကျွန်တော်ကတော့ဒီ Thailand ငယ်လိပ်စာတစ်ခုထည့်လိုက်တယ်ကြားနော်နောက်ပြီးတော့ဒီ CD ကတော့ဘန်ကောက်ကိုထည့်ပါနော်ဘန်ကောက်ဒီ CD ထည့်ပါနောက်ပြီးတော့ဒီ SIM code ဆိုတာလည်းဒါကတော့ SIM code ကတော့ကျွန်တော်တို့ဒီ1008ဆိုတာကျွန်တော်ထိုင်းနိုင်ငံမှာရှိတဲ့လက်ရှိနေတဲ့နေရာမှာ file code တစ်ခုထုတ်လိုက်နော်ဒါမှမဟုတ်ကမှာရဲ့ code တစ်ခုထုတ်လိုက်ပါဥပမာ00 6တော့00ဟိုပါ6အဲ့လိုထည့်လိုက်တူပါမယ်နော်နောက်ပြီးတဲ့အခါကျရင်ဒီထဲမှာ by providing the registration information အဲ့ဒါကိုနှိပ်ပါနော်နှိပ်ပြီးတော့ဆိုလို့ရှိရင်ဒါ next ကိုဆက်နေပါဒါတော့ပေါ့မယ်နော်ကျွန်တော်က email ထည့်ရေးကြည့်မယ်နောက်ပြီးတော့ Thailand နောက်ပြီးတော့ဒီထဲမှာ video ဘန်ကောက်နောက်ပြီးတော့ Facebook အဲ့ဒါပြီးတဲ့အခါကျရင်ကျွန်တော်ဒီ next ကိုသွားမယ်ဒီပေါ်လာတဲ့အခါကျကျွန်တော်တို့ဒီ register တင်ရတဲ့ file ကိုကျွန်တော်ဒီတိုင်းပဲဘာမှမလုပ်နိုင်ကြဆေးကိုနှိပ်လိုက်ပါပဲ document မှာဒီဖြစ်တာပဲနော်အဲ့တော့ကျွန်တော် replace လုပ်မှာကျွန်တော်ပြီးတော့စနစ်မှာလုပ်တော့တခုရှိတဲ့အတွက်ကြောင့်ဟုတ်တယ်ကျွန်တော်ဒီစနစ်ပဲယူခဲ့ကြနော်အဲ့တော့စနစ်ကို replace လုပ်လိုက်ပါတော့ဟုတ်ပါပြီကျန်တာပြီးတော့ next ကိုဆက်သွားမယ်ပုံပြီးဒီမှာ activation code ထပ်ပြီးတော့တောင်းမှာကြနော်ဒီလိုတဲ့ please copy the authentication code from the registration email message ဟောနော်အဲ့ဒါပြီးတဲ့အခါကျရင်ကျွန်တော်ဒီ code ကူးမယ် code ကူးတဲ့အခါကျရင်ဒီကမတင်ကြည့်အောင်ကူးပါ shift control ဆက်ပြီးတော့ဒီ arrow နဲ့ဆိုကျွန်တော် shift ရပါနောက်ပြီးတဲ့အခါကျရင် control C ကိုနှိပ်ပါနောက်ပြီးတဲ့အခါကျရင်ဒီ mouse ဆက်နေပြီးတော့ control V ကိုနှိပ်ပါဟုတ်ပါပြီရောက်လာပါပြီအဲ့ဒါ finish ဆိုတော့ပါအဲ့ဒါဆိုအောင်မြင်လာပါပြီတွေ့နော်ဒီမှာပေါ်လာပြီအဲ့ဒါကျွန်တော်ဒီကိုကျွန်တော်ပြန်ပိတ်လိုက်ပါပြီ
အဲ့ဒါဆိုကျွန်တော်တို့ဒီ Sony Vega Pro ရဲ့ဒီကီးချင်းကိုအသုံးပြုပြီးတော့ဖူပါစင်ဖြစ်အောင်လုပ်နေဟာမခက်ပါဘူးလို့ကျွန်တော်ဒါတင်ပြချင်ပါတယ်။ဘာပဲပြောနီးစနစ်မသိရင်တော့ဒါအခက်ကြီးပါပဲ။ဒါဆိုတော့လိုအပ်တဲ့ပုံစံများအတွက်အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်နော်။မသိတဲ့ပုံပုံများအတွက်ကျွန်တော်ဒီ blogger မှာလာပြီးတော့မှလည်းပတ်ချင်တယ်လာဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ www.solinux SAWLINUX.org နော်အဲ့ဒါကိုလာပြီးတော့လည်းပတ်ပြီးခုနကလာပြီးတော့ဖတ်စုနိုင်ရတဲ့အကြောင်းကိုလည်းကျွန်တော်ဒါ blogger ကြော်ညာတဲ့အနေနဲ့ပေါ့နော်ကဲအားလုံးပြီးသားပါပြီကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်နော်ဒီမှာလာဖတ်တော့အပြင်